ကိုချင်းသီလရှိဖို့လိုတယ်ဟောသီလအကြောင်းဟောဒါနနဲ့သီလရှိပြီဆိုရင်လူပြည်တဲ့ချမ်းသာတဲ့နတ်ပြည်ရောက်ဖို့ဆိုတာလွယ်တယ်နတ်ပြည်ဆိုတာဘယ်လိုချမ်းသာတယ်ဆိုဟောနတ်ပြည်အကြောင်းကိုဟောလောကလူဆိုတာအကျိုးရမှလှုပ်ချင်တာလေစီးပွားရေးတောင်မှဘယ်စီးပွားရေးကဘလောက်မြတ်တယ်ဆိုအမြတ်များတဲ့စီးပွားရေးပဲလှုပ်ချင်တာပေါ့ကုသိုလ်ကောင်းမှုဆိုလည်းပဲအမြတ်များတဲ့ကုသိုလ်ရွေးလုပ်မှာပေါ့နော်အဲ့တော့မြတ်စွာဘုရားကဒါနအကြောင်းဟောတယ်ဒါနအကြောင်းနဲ့လူတွေဟာစိတ်ဝင်စားလာတခါသီလအကြောင်းဟောတယ်သီလကိုအာယုံပြုပြီးကိုချင်းတရားတွေကောင်းမှုကြိုးစားလာဒါနသီလနဲ့ပြည့်စုံရင်ကောင်းတဲ့ဘုံရောက်တယ်ချမ်းသာဒုက္ခတွေရတယ်အဲ့ဒါလို့လုပ်ပြီးတော့မြတ်စွာဘုရားနောက်ကြတော့ဘာဟောတော့လို့ဆိုအဲ့ဒီနတ်ပြည်မှာရှိတဲ့ချမ်းသာတွေရောလူပြည်မှာရှိတဲ့ချမ်းသာတွေကာမဂုဏ်အာယုန်တွေဆိုတာအင်မတန်အန္တရာယ်များတယ်နော်ကာမဂုဏ်ခံစားတာကြည့်လေဒီတခြားကိုမကြည့်နဲ့ခဏိခေတ်မှာတထေးဆိုတဲ့ပုဂ္ဂိုလ်တွေကအေးစေးစေးနေရတာမဟုတ်ဘူးချမ်းသာလေးလေး stress တွေများလေးလေးနော်ချမ်းသာမှုကနေပြီးတော့ဆင်းရဲသွားမှကြောက်လို့လေးညမအားအလုပ်ကြိုးစားပြီးတော့နေကြပျော်လို့လုံနေသလားလို့ဆိုဘယ်ဟုတ်ဆင်းရဲမှကြောက်လို့လုံကြနော်ချမ်းသာလေးလေးကြီးပွားလေးလေးဒီစိုးရိမ်စိတ်တွေ stress လို့ဆိုတဲ့စိတ်ဖိစီးမှုတွေများလေးလေးနိုင်ငံတွေမှာအလွန်တိုးတက်တဲ့နိုင်ငံတွေမှာဆိုရင်လူတွေဟာအေးအေးဆေးဆေးနေနိုင်ဖို့မရှိနောက်ကျမကြံ့ရဲ့အောင်အမြဲတမ်းပြေးလွှားပြီးတော့နေကြတယ်ဟောင်ကောင်တို့ဂျပန်တို့သွားကြည့်ဖြည်းဖြည်းသွားတဲ့လူတယောက်မှမရှိဘူးနော်ပြေးနေကြတယ်မီးရထားလည်းအမိပြေးရတယ်ကားဆိုလည်းအမိကားတွေရထားတွေပေါ်ပါတယ်2မိနစ်တစ်စင်းလောက်လာနေတယ်ကိုကနှိမ့်တိနှိမ့်ကလုံးနေ2မိနစ်နောက်ကျသွားပြီသူများနဲ့အလုတ်ခင်နောက်ကျသွားလို့ရှိရင်အလုတ်ပြုတ်သွားနိုင်တယ်ပြေးကြဒါကြောင့်မို့လို့သူတို့ဟာဖြည်းဖြည်းကိုမသွားတတ်တော့စိတ်ရုပ်တွေလို့ဖြစ်နေမကောင်းတာတောင်မှအေးစေးစေးဖြားလို့မရဘူးတဲ့ဆေးလေးတောက်ပြီးတော့အလုတ်ကိုပြေးကြမသွားနိုင်တော့ဘူးလဲပြီဆိုမှဆေးရုံတက်ကြဒါဟာဂျပန်တို့ဟောင်ကောင်တို့သိတိုးတက်လာပြီဆိုလို့ရှိရင်အဲ့လိုနိုင်ငံတွေမှာပို့ပြီးတော့ဆိုအဲ့တော့ stress ဆိုတာမတန်မှများတယ်လူတွေဟာအားရနားရတယ်မရှိဘာဖြစ်လို့တော့ဆိုဒီကာမဂုဏ်အာယုန်တွေအတွက်ပဲပေါ့ဒါတွေအတွက်ရှားနေတာနော်ရှားနေတဲ့အပြစ်တွေအမတန်မှများတယ်ဆိုတာကိုရှင်းပြတယ်နောက်အဲ့ဒီကာမဂုဏ်အာယုန်တွေကိုလက်လွတ်လိုက်မှချမ်းသာတာဆိုတာမြတ်စွာဘုရားကရှင်းပြ5ခုကထ5ပါးလို့ခေါ်တယ်အဲ့ဒါလို့ရှင်းပြလိုက်တဲ့အခါမှာကာမဂုဏ်အာယုန်တွေရဲ့အပြစ်ကိုလည်းမြင်လာတယ်ကာမဂုဏ်အာယုန်တွေကစွန့်ခွာနေထိုင်ခြင်းရဲ့အကျိုးကိုလည်းသိလာပြီဆိုတဲ့အခါမှာတကယ်တဘာဝကိုမြင်ဖို့ရအတွက်မြတ်စွာဘုရားကသစ္စာ၄ပါးတရားကိုဟောတယ်အဲ့လိုဟောလိုက်တဲ့အခါမှာစိတ်ဓာတ်ကတက်ကြွနေတဲ့စိတ်ဓာတ်ရှိတဲ့ပုဂ္ဂိုလ်တွေဟာချက်ချင်းပဲအသိဉာဏ်ကထက်ထက်မြက်မြက်နဲ့ဓမ္မနဲ့ပတ်သက်တဲ့မျက်စိဓမ္မစက္ခုဆိုတာရရှိပြီးတော့သွားကြတယ်ဗိမိတာရမင်းနဲ့နောက်ပါ3,200,000တဲက3,100,000ဗိမိတာရမင်းနဲ့အတူတကွ3,100,000သောလူထုပရိသတ်ဟာသောတာပန်ဖြစ်သွားတယ်တရားကိုသိသွားကြတယ်ပေါ့သောတာပန်ဖြစ်သွားတယ်ဆိုတာအမြင်မှန်ရသွားပြီးတော့တန်တရားကင်းသွားကြတယ်လို့ဒီလိုပြောတာနော်ဒိဋ္ဌိနဲ့ဝိသိကိစ္စကဲဓမ္မစက္ခုဆိုတဲ့ဓမ္မနဲ့ပတ်သက်တဲ့မျက်စိအမြင်တစ်ခုကိုရအဲ့ဒီအမြင်ကဘယ်လိုဖြစ်ပေါ်တာတော့ဆိုရင်အေးဘာပဲဖြစ်လာတဲ့သဘောရှိတဲ့တရားမှန်သမျှဟာနောက်ဆုံးပျက်စီးခြင်းနဲ့ပဲအဆုံးသတ်ရမှာလို့ဒါအတွက်တန်တရားမရှိတော့ဘူးနော်တန်တရားမရှိတော့ဘူးလုံးဝလက်ခံသွားလုံးဝလက်ခံသွားဒါကြဒါလက်မခံလို့ရှိရင်သာဝရကံကုငင်ပုံမှာဓာတ်သက်ပံနေရမယ်ဆိုတာဖြစ်နေမှာပေါ့ဘယ်မှာမှရာသက်ပံနေရတဲ့နေရာဆိုတာမရှိဘူးတဲ့နော်သာဝရကောင်းကင်ဘုံဆိုတာမရှိဘူး
ထာဝရငရဲမှာထာဝရခံရမယ်ဆိုတာလည်းမရှိနိုင်ဘူးမြဲတဲ့အရာဆိုတာတခုမှမရှိဘူးဖြစ်ချင်း